ဒီတို့ရေပေါ်ကောင်ပါဒီဘသူကလိန်လဲဘသူကမလိန်လဲဘသူကခိုးစားလဲဘသူကမခိုးစားလဲဆိုတာအကလုံးပေါ်ပါပြီစဉ်ငစီနော်စရင်အစ်စ်စေးမခံဘူးဘန်အစ်စ်စေးမခံဘူးမမိုးတို့ကသူ့ကိုပြောတယ်မမိုးတို့ဘန်ကိုလာတော့စစ်ပါမမိုးတို့ရဲ့နေစုံစင်းစရာကိုလာတော့စစ်ပါမမိုးတို့အစ်စ်စေးခံတယ်မမိုးတို့လှိပ်ပြလုံတယ်မမိုးတို့ကမလိန်စားမညာစားတဲ့အတွက်ကြောင့်ဟိုး2021နှစ်အခုထိမမိုးတို့ဝင်ငွေထွက်ငွေစရင်စရာပို့လိုက်တဲ့နေရာဒေသတွေအားလုံးကမမိုးတို့စရင်တိတိကျစီပါတယ်နော်ဒါပေမဲ့သူဘာပြန်ပြောလဲဆိုတော့ तू ကသူ့ရဲ့စရင်ကိုတဲ့6လစာပဲ तू အစ်စ်ခံမယ်တဲ့အစ်စ်ခံလာဖို့ဗာလဲ तू ကခုနကတော့ line ပေါ်မှာတက်တယ်6လစာပဲ तू စရင်စရာချပြမယ်တို့ဂျန်တဲ့ तू ပြောတယ်ဂျန်တဲ့နင့်တွေကြတော့တဲ့အဲ့ဒီချိန်မှာတဲ့နေဆောင်ဆိုတာမရှိသေးဘူးလို့ဟမ်ဟေးနေစပြီးတော့ထူထောင်တာနင့်ရဲ့ Union Blatter 2021မဟုတ်လားဟမ်နင်တို့လူခံတယ်လေဘယ်မှာလဲစရင်စရာငါစီတော်လိုက်ရင်ငါနှစ်ကျော်ကနင့်ရဲ့စရင်6လပဲစီတာလားကဲပြီးတော့ရေးဒီမှာသိစားချင်းနော်စရင်စရာဆိုတာဒီလိုမျိုးအလူစင်နာမယ်နေ့တိုင်းညတိုင်းလာလူတဲ့အလူစင်ရနာမယ်အဲ့ဒါတိနော်ဒီစရင်စာအောက်နဲ့နော်ငစီကိုမမို့တင်ကြလို့ရပါတယ်စင်နော်စရင်စရာချပြတယ်တက်တေထောက်တာချပြတယ်ဆိုတာနော်ဒီလိုမျိုးစာအောက်မဟုတ်ဘူးပြည်သူကိုနေဒီလိုမျိုးစာရွက်စာအောက်နဲ့နေပြလို့မရဘူးနေကွန်ပျူတာတန်း PDF ရဲ့ကွန်ပျူတာတန်းနေပြရမှာတက်တေထောက်တာနေချလာလို့စင်နေစာအောက်တောင်းအောင်လေးအောင်နဲ့နေဟိုဖွင့်ပြနေဖတ်ပြဘယ်သူကနေကိုဖတ်မယ်ငါတို့သွားတော့စစ်စေးမယ်ဆိုရင်နေအစ်မခံဘူးငါတို့လာတော့စစ်စေးလည်းနေမစစ်ဘူးဆိုတာနေဘာကိုကြောက်နေတာလဲငစီရဲ့ဒီမှာဒီတော့မှပြမယ်နော်စရင်ဆိုတာအလူစင်ရဲ့နာမည်နော်ပို့လိုက်တဲ့နေရာဒေသအဖွဲ့အစည်းဒီမှာအကောင်စီးတယ်နော်ပို့လိုက်တဲ့နေရာဒေသအဖွဲ့အစည်းနော်အလူစင်ရဲ့နာမည်ဆိုရင်တက်ဒီမှာနော်ဒီမှာစီးတယ်အဲ့ဒါစရင်စစ်တယ်ဆိုတာမဟုတ်ဘူးလားဒီမျိုးစီးတယ်ပြီးတော့လူစင်ရဲ့ဖြတ်ပိုင်းအရွက်တိုင်းတက်တေထောက်တာနော်ထားရမယ်ပြီးတော့ရေးတက်တေထောက်တာနော်အလူစင်ရဲ့နာမည်လဲစရင်သွင်းရမယ်တက်တေထောက်တာလဲဒီမှာစီးရမယ်โอเคနော်ဒီမှာနော်အလူစင်တူစင်သူပို့လာပေးတဲ့ငွေရဘယ်အချိန်ဘယ်အခါလဲသူ့ရဲ့ဘိုက်စလစ်ကိုတင်ထားရမယ်နော်မဟုတ်ပြတာနှစ်ခုစီးပြီနော်နောက်တစ်ခုကတော့စရင်ချုပ်ကြည့်ပြီတို့နော်စရင်ချုပ်ကြည့်ကဲပမာတို့ရေဒါတော့စရင်ချုပ်ကြည့်ပါနော်ဒီမတ်တန်တွေကခဏလေးဒီမတ်တန်တော့ဒီလပါအမေစုရဲ့မွေးနေ့မှာနော်ခဏလေးအမစရင်ချုပ်ကြည့်ဆိုရင်ဒီလိုမျိုးပြီတို့ဒီစရင်ချုပ်ကြည့်ကအရန်ကိုရေးကြည့်တယ်ကိုရဲ့ဘန်ထဲမှာဝင်တဲ့ငွေအားလုံး1ရက်နေ့ကနေ30ရက်နေ့အထိကဘယ်နှသိန်းလဲပို့လိုက်တဲ့ငွေကဘယ်နှသိန်းလဲနေကတော့ဘယ်နှနေလဲအဲ့ဒါကတော့ပတ်စံစရင်နော်စရင်ချုပ်ကြည့် SL လို့ခေါ်တာနော်ဒါဒီဟာအရန်ရေးကြည့်တယ်ပြီးလို့စရင်ပြီးတော့ရေဒါကတော့ပို့လိုက်တဲ့ငွေဝင်ငွေကျန်ငွေလူငွေနော်အဲ့ဒါတက်တယ်နော်ဒီမှာမို့ပြမယ်ဒါတော့ပတ်3ချက်စီပြီနော်ကဲကွန်ပျူတာတန်းလာမယ်ပြီတို့ဒါငစီဒီကွန်ပျူတာတန်းမရှိဘူးပြီတို့သူဒီလိုမျိုးစာအောက်စီပြီးတော့အော်တန်ရင်တင်းနေ3 4 5အဲ့လိုမျိုးပဲစီတယ်ဒီလိုမျိုးကွန်ပျူတာတန်းမရှိဘူးတက်တေထောက်ထားဆိုတာဒီမှာလက်မစီလားဘယ်တန်ရင်တက်ခွဲလဲပြီတို့ဒီမှာကြည့်ကန်ကော့ခရိုင်အမ73တက်ရင်နော်ပြီးတော့နော်ပလဲမျိုးနဲ့ဘာတန်ရင်လဲတို့မတေစာကြည့်နော်မမူဗီဒီယိုဆေလို့မရဘူးဒီမှာမတ်တန်အများကြီးပဲမတ်တန်အရွက်100ကျော်ပြီနော်ဒါအမတေစာကြည့်ပြီတို့မမိုးတလားဆိုရင် PDF ဖွဲ့ပြန်နဲ့39ဖွဲ့မတ်တန်အရွက်100ကျော်အရွက်139ရွက်ပြီတို့ကြည့်နော်โอเคဒါတော့နေဆုံးခဏလေးနော်တခုပြီးတော့နောက်တခုဆိုရင်ဥကျော်သူကပို့လာပြတာ12ရွက်နော်လာမယ်ပြီတို့လာမယ်နော်သူပြောတယ်6လဟုတ်လားရတယ်မမိုးဆိုရင်နေပေါင်းများစွာရှိတယ်နော်ဒါတလားပြီးတော့နော်ဒါဒါ4လပိုင်းစရင်ဒီတို့4လပိုင်းစရင်ကြည့်နော်4လပိုင်းတရက်နော်တရက်နဲ့ဝင်ဘလောက်2000ကျော်ဘလောက်စုပေါင်းနော်3,000ကျော်ပြီးတော့ပို့လိုက်တဲ့ငွေဘလောက်နော်ဒါစရင်6ငွေနော်သူရဲ့တက်တေထောက်ထားဘယ်မှာလဲဒီမှာကွန်ပျူတာတန်းလာမယ်ပြီတို့နော်တွေ့တယ်နော်အဲ့ဆောင်မမိုးတို့ကမမိုးရဲ့ညီမလေးကသူ့ကိုခေါ်တာသူ့အိမ်မှာလာစေးပါနော်ဒါတက်တေထောက်ထားနော်သူပြောတယ်ဗာလဲအမနဲ့လားပကဖခရိုင်လားဒီမှာဒါတက်တေထောက်ထားလေဒါဗာလဲငစီဒါဗာလဲဟမ်နေပြတဲ့စာအောက်နေတက်တေထောက်ထားလည်းမရှိဘူးနေဒီကွန်ပျူတာတန်းလည်းမရှိဘူးဟမ်စရင်ချုပ်ကြည့်နေဒီလိုမျိုးစရင်ချုပ်ကြည့်လည်းမရှိဘူးနော်ဝင်ငွေဘလောက်ထွက်ငွေဘလောက်ပို့လိုက်တဲ့ငွေဘလောက်ကျန်ငွေဘလောက်နေလုံးဝမရှိဘူးနော်ငါတို့လိုမျိုးနော်နေမရှိဘူးဒီမှာကြည့်လိုက်ငါတို့မတ်တန်းလိုမျိုးအရွက်100ကျော်နေမရှိဘူးနော်ဒါပကိုးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတနင်္သာရီတိုင်းနော်သူ့တိုင်းနဲ့သူ့နယ်နဲ့သူဒါနယ်ဆောင်လို့ခေါ်တာနော်တိုင်းနဲ့9နေရာမှမပို့တယ်ပြီတို့တိုင်းနဲ့9နေရာကြည့်ဒီမတ်တန်းတွေကိုအလူစင်တွေတွေ့ဘူးလားနော်ကြည့်လိုက်နော်တိုင်းနဲ့9နေရာဒါနလောက်နော်ကြည့်လိုက်
တလားဦးကျော်သူကစစင်းလေးလေးလောက်ပေးတယ်နော်โอเคဒါတော့တလားခန်းလေးနောက်တလားလာမယ်နောက်တလားလာမယ်ဒါ3လပိုင်းသူပြောတဲ့6လနော်မမောကသူ့ထက်အများကြီးပဲနှစ်ပေါင်းများစွာရှိတယ်โอเคကြည့်လိုက်ဒါကဘာလဲ3လပိုင်းစီရင်ဝင်ထွက်ဝင်နော်ဒါမှမဟုတ်ပုံမှန်အတိုင်းလုပ်တယ်ပြီးတော့ကွန်ပျူတာတန်းအဲ့တော့မမောရဲ့ညီမလေးကသူ့ခေါ်တာကိုစီလာစစ်ပါနေဆွဆွဲတဲ့နေဆုံးမမောကခိုးစားပါတယ်မမောက4,000 5,000ခိုးစားပါတယ်ဟုတ်လားတီသူလူထုကဘယ်လိုမျိုးသိမလဲငါရဲ့ဗန်လဲလာပြီးတော့စစ်ခိုင်းတယ်ငါရဲ့စင်ရင်ဆရာကွန်ပျူတာတန်းလာပြီးတော့စစ်ခိုင်းတယ်သူမစစ်ဘူးနော်3လစစ်ပြီးတော့ပြီးတော့3လစစ်ပြီးတော့ငါစီဒူလင်းမတန်မစစ်ဘူးသူပြတာသူရဲ့စာအုပ်4အောက်5အောက်ပဲပြီးတော့သူ6လစာပဲသူချမယ်တဲ့မမိုးနှစ်ပေါင်းများစွာချပြမယ်မကြည့်နော်ကြည့်လိုက်အနေနဲ့မကြည့်နော်ဒါနောက်ထပ်တလားဒါသူရမတန်တဲ့သူနော်ဒါတပုံတပါကြီးပဲကြည့်နော်โอเค3လကားလေးဗီဒီယိုကစေသွားလို့စင်နော်အဲ့မှာကြည့်လိုက်ပြီတို့ဒါ3လပိုင်းနော်2လပိုင်းလာမယ်2လပိုင်းလဲသူစင်ချုံနဲ့သူစီးတယ်လာခဲ့2လပိုင်းโอเคနော်ဒါစင်ချုံကြီးနော်ဒါကွန်ပျူတာတန်းနော်တက်တေထောက်ထားနော်ခရိုင်ဘယ်တက်ခွဲတက်ရင်နော်သူ့ရဲ့ကောက်နံပါတ်ဘာလဲအကောင်စီးတယ်နော်ကြည့်လိုက်နော်တွေးဘူးလားစကင်ဆွန်ရိုက်ပြီးတော့တေချာဖကြည့်လိုက်နော်ငစီပြောတဲ့6လပဲဟုတ်လားโอเคမမိုး2လပိုင်းမှာရောက်ပြီနော်ခဏလေးကြည့်နော်သူ့ကိုစစ်ခိုင်းတာမမိုးကဒီစရင်တွေကိုဒီမြတ်တန်နေအဲ့လိုဟိုညီမလေးစီမှာမပို့လိုက်ကုန်ပြီမိုက်ကယ်အဲ့ဒီငစီကိုလာခိုင်းတာငစီကလာလို့မရဲဘူးစရင်သူ့ရဲ့ဗန်လဲသူအစစ်မခံဘူးသူများသူ့ရဲ့စရင်ကိုလည်းစစ်ဖို့လည်းသူစစ်တယ်မမိုးတို့ကိုလာပြီးတော့စစ်ပါလို့သူခေါ်တယ်သူမလာဘူးလာလို့မရဲဘူးတို့အဲ့မှာကြည့်လိုက်နော်အဲ့မှာကြည့်လိုက်ပါတို့ရဲ့မှာကြည့်လိုက်နော်အဲ့ဒါ2025နော်2025နှစ်စီရင်ကြီးနော်ပြီနော်မမိုးရတဲ့စုပေါင်းဝင်ရဘလောက်အဲ့မှာကြည့်နော်တလားလာစင်ရဲ့တနေ့ပြလို့စင်နှစ်စင်ကြီးရဲ့ဒီမှာသူဘယ်လဲသူရဲ့ပုံငွေထွန်းငွေနော်တလားပိုင်းဘလောက်ဘယ်နှတန်းရလဲ2လပိုင်းဘယ်နှတန်းရလဲโอเคနော်ကြည့်လိုက်အမတို့ကမိုးတို့ကလေတေချာတိကျလောက်တယ်နော်အဲ့ဒါကိုဘသူကလိန်လဲဘသူကခိုးလဲဘသူကတက်တေထောက်ထားပြည့်စုံလဲဆိုတာပြည်သူလူထုတွေစောင်းပြလိုက်တော့ပြီးတော့နော်အဲ့မှာကြည့်လိုက်ဒါဘယ်နှလပိုင်းလဲနော်2025 12လပိုင်းရပြီ6လပြည့်သွားပြီနော်ပြီးတော့နော်6လပြည့်သွားပြီစင်မမိုးဒီထက်ပိုအများကြီးပဲစစ်တယ်ပြီးတော့ပြမယ်ငစီကသူ့ရဲ့စင်ရင်စရာဒီ9နှစ်ကျော်တွင်းထဲမှာသူ့ရဲ့စင်ရင်စရာက6လပဲရှိတယ်ပြီးတော့နော်6လပဲရှိတယ်ခဏလေးမကြည့်နော်အဲ့မှာကြည့်လိုက်ခဏလေးအင်တာနက်နေလို့โอเคဒါ2025စင်ရင်လာပြီနော်2025စင်ရင်လာပြီခဏလေးအဲ့မှာကြည့်လိုက်အများကြီးပဲဒါ2025စင်ရင်တွေနော်အမဒီလူထုဆုံးဖြတ်တော့ဘသူလူလိန်လူညာဘသူတခိုးခမရโอเคโอเคမမိုးသူ့ခေါ်တာဒါမှမဟုတ်6လပိုင်းတိကျော်သွားပြီနော်အမအင်တာနက်မကောင်းတော့ဘူးနော်လာစစ်ခိုင်းတာโอเคဒါစင်းစောက်ကြီးစေလာတော့အင်တာနက်မကောင်းတော့ဘူးပြီတို့ရေမဖြစ်လို့ပွင့်မရတာလေဒါမှမပြောတဲ့စင်းစောက်ကြီးဝင်ထွက်ငွေနော်အဲ့မှာကြည့်လိုက်အဲ့ဒါပဲတက်တေပြီတို့တက်တေဒါတက်တေပဲနော်ဒါတက်တေပဲတွေ့လားမမိုးတို့ကတေချာတိကျပုံမှန်လုပ်တယ်အဲကြောင့်မမိုးတို့ကမလိန်စားမညာစားမခိုးစားတဲ့တကြောင်မိုးတို့ကလိုက်ပြလုံးတယ်အဲကြောင့်သူမမိုးတခိုးပါလို့လူလိန်ပါလို့လူညာပါလို့နော်ဒီတို့ရဲ့မမိုးသာလိန်စားညာစားခိုးစားလို့ဆိုရင်မမိုးဒီလိုမျိုးဖြတ်ပိုင်းတွေစီမလားဒီတို့ရဲ့တေချာကြည့်နော်တေချာကြည့်လိုက်ပါဒီတို့ရဲ့နော်ကိုကတော့လိုက်ပြလုံးတယ်ဒီတို့ရဲ့ဒါကဲပြီးတော့ရေဒါရခိုင်ပြည်နယ်ကစစ်ပေးဆောင်မှတန်းပါအဲ့မှာကြည့်လိုက်နော်ရခိုင်ပြည်နယ်စစ်ပေးဆောင်မှတန်းနော်စီရလားငစီရခိုင်ပြည်နယ်ကွန်ပျူတာတန်းလာတိုင်းနော်ဒါစစ်ပေးဆောင်စာအဲ့တွေခံပေးတယ်နော်ငါတော့တိကျပဲလို့တယ်ငစီတော်လန်ရေးနိုင်ငံရေးနဲ့ပတ်သက်လာတာငါတို့လုံးဝနာမည်ပြတ်မခံဘူးစိမဆဆောင်ငါတို့ရဲ့ကိုပိုင်ငွေတော့ငါတို့လာတိုင်းထဲတယ်နေငါ့ကိုမတရားဆွဆွဲတာကိုလည်းနေတောင်းဝင်ယူနော်ငစီရေโอเคတောင်းဝင်စီသူနဲ့ငါဘယ်လိုမျိုးချိတ်ဆက်လဲဆိုတာနော်ငါတေချာလောက်တာအဲ့ဒါပြည်သူတို့ရေ
နော်စရင်စရာဆိုတာအလူစင်နာမယ်တော့မကဘူးအလူစင်ရဖြတ်ပိုင်ရွက်တန်လဲတင်ထားတယ်ပြီးတော့ကွန်ပျူတာတန်မြေပြင်ကကွန်ပျူတာတန်လက်မစာအုပ်နဲ့ပဲပြည်သူပြလို့မရဘူးနေလဲစာအုပ်စီတယ်ငါလဲစာအုပ်အများကြီးပဲစီတယ်โอเคအတိကစရင်ချုပ်ကြည့်နေရဝင်ငွေထွက်ငွေနေရဘဏ်ထဲမှာဝင်လာတဲ့ငွေအားလုံးထွက်တဲ့ငွေနေပြန်ပို့လိုက်တဲ့မြေပြင်မှာဘယ်နှစ်သိန်းဘယ်နှစ်တန်းအဲ့ဒီနှစ်တန်းဆိုရင်နေရကွန်ပျူတာတန်ငါပြတဲ့အဲ့ဒီမှတ်တန်းလိုမျိုးနေပြရမယ်ငစီရဲ့ဟမ်ငါနှစ်ကြော်ထဲမှာနေ့ရက်စင်းစရာ6လပဲရှိတာလားငစီနေပြောတဲ့နေ့ရက်ယူနီဘလာဒါစင်းစရာဒီလတိုင်ချပြတယ်ဆိုစီတယ်ဆိုဟာနောက်ဆုံးတော့ဒီ2026ဒီ2025 12လပိုင်းကနေဒီ2026 5လပိုင်းတာဘယ်ရှိတာလားဟမ်အေးပြည်သူတွေတွေ့တော့ခုနမပြတယ်မမွေးရစင်းစရာအဲကြောင့်ပြည်သူတွေအပေါ်ရန်ပဲမကျင်းနဲ့မိတို့တော်လန်ရဲ့အများဆုံးနိုင်ချင်လို့စရင်အပေါ်ရန်ပဲမကျင်းနဲ့မုံကိုကြည့်လူကိုမကျင်းနဲ့အဲ့ဒါမမကတော့တက်တေပြန်လိုက်ပြီသူ့ကိုလည်းခေါ်တယ်မမိုးတို့စရင်ကိုလာပြီးတော့စစ်ဖို့မမိုးရဲ့ဘန်ကိုလာပြီးတော့စစ်ဖို့ तू မလာဘူး तू ကိုတိုင်လည်းအစစ်စစ်မခံဘူးအခု live ပေါ်မှာ तू တက်ပြီးတော့6လစရင်နဲ့ကဲဒီတို့ရေထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်သူသားတွေအားလုံးငစီရဲ့စရင်ကိုအားလုံးတော့ပြီးတော့စစ်လိုက်တော့2021သူ့ရဲ့ Unibladder သူထူထောင်တယ်နော်ပြီးတော့ဒီ2026 5လပိုင်းအထိအခု6လပိုင်းမကုန်သေးဘူးကွာသွားစစ်လိုက်နော်မမိုးကိုအားရပါရဆဲတဲ့သူတွေမမိုးကတခိုးမပြောတဲ့တွေငစီရဲ့စင်ကိုတော့စစ်လိုက်သူကိုတိုင်က6လပဲသူချပြလို့ရဲတယ်အဲ့ဒါဘာတဘောလဲအဲ့ဒါပေါ်ကုန်ပြီအဲ့ဒါအမှန်တရားတော့အမှန်တရားပဲနော်နင်တို့ငါ့ကိုဘလောက်ပဲစော်ကားငါလေအမှန်တရားနဲ့ပတ်သက်လာလို့စင်ငါအသက်ပေးမယ်မင်းတို့ရဲ့အစဲကငါစောက်ကိုခင်းစိတ်တာစင်းတယ်နော်